ပရိသတ်တွေရဲ့အဓိကအားနည်းချက်က perspective မကစားတတ်တာကိုမြင်နေတဲ့ရှုထောင့်ကနေတွေးပြီးပြောချင်ရတယ်ရှောက်ပြောနေကြတာခင်ဗျားတို့ကငါ save လိုက်ရတယ်ဆိုပြီးတော့ပြောနေကြလားတော့မသိဘူးဒါပေမဲ့ producer ဘက်ကနေ trick လေးတစ်ခုသာထုတ်သုံးလိုက်ပရိသတ်တွေတပြုံကြီးထောင်ချောက်ထဲကိုတက်တက်တိုးသွား reality show ဆိုတာတကယ်အဖြစ်အပျက်တွေလို့ခင်ဗျားထင်နေလားအဲ့ဒါလို့ထင်ရင်တော့ဟုတ်တယ်ခင်ဗျား90ဘူးမှန်တယ်ဒါပေမဲ့ reality show ဆိုတာကနိုင်ပေါင်းများစွာသော activity တွေကိုကင်မရာပေါင်းများစွာနဲ့မှတ်တမ်းတင်ထားပြီးတနာရီသာ duration လေးကိုပဲအသေးစိတ် edit လုပ်ပြီးပြန်ပြတယ် contestant တယောက်ကိုခင်ဗျားတို့ကြိုက်အောင်လဲ producer ကလုပ်လို့ရတယ်လို့ခင်ဗျားတို့မုန်းအောင်လဲလုပ်လို့ရတယ်ဒါကို manipulative editing လို့ခေါ်တယ် cherry picking codes cherry picking scene cherry picking response ဒါတွေကိုသုံးပြီးတော့ edit လုပ်တာခင်ဗျားနားလည်အောင်ပြန်ရှင်းပြရရင်နိုင်ပေါင်းများစွာသော record အရှိကြီးတွေကနေမှကိုပြကျင်တဲ့နေရာလေးကိုပဲဖြတ်ပြတာမျိုးဥပမာတနာရီစာ interview တွေကနေမှကိုပြကျင်တဲ့စကားလုံးပါတဲ့နေရာကိုရွေးဖြတ်ပြမယ်ပြဿနာဖြစ်တဲ့နေရာကိုဖျောက်ထားပြီးစကားချင်တွေဖြစ်တဲ့နေရာကနေပဲစပြမယ်စသဖြင့်လှုပ်ချင်တယ်လို့ကိုလှုပ်လို့ရ hero တို့ villain တို့ဆိုတာက producer ဖန်တီးထားတဲ့ဇာတ်ကောင်တွေတက်တက်ပဲလေအပြင်လောကမှာဘသူက hero ဘသူက villain ဆိုပြီးတိတိပပရှိလို့လားကိုဘွားနဲ့ကိုတော့လူတိုင်းက hero ပဲလေဟုတ်တယ်မဟုတ်လား reality show တွေမှာ manipulative editing အတွက် TV producer တွေအဓိကထားအသုံးပြုကြတဲ့ pattern interrupt Mari exposure effect နဲ့ parasocial relationship ဆိုတဲ့ psychology theory အကြောင်းတွေကိုနောက် video တွေမှာပြောပြပေးမယ်ဒီအကြောင်းတွေကိုကျွန်တော်တို့ပြောမဲ့သူတက်ရောက်မှမရှိသေးဘူးเนาะဒီခွင့်ရေးကိုလက်မလွတ်စေနဲ့ကျွန်တော်ရဲ့အတွေ့အကြုံရပြောရရင်